တခြားလူကကိုယ့်ရဲ့ဖုန်းကိုတောင်းကင်တဲ့အချိန်မှာနော်ကိုယ့်ရဲ့ software ကိုသူတို့ဝင်ကြည့်မရအောင်တော့ခတ်တဲ့နည်းပေါ့နော်ဘယ်လိုခတ်တာလဲဆိုတာကိုအရင်ဦးဆုံးဒီ setting ထဲကိုဝင်ရမှာဖြစ်ပါနော်ဒီ setting ထဲကိုဝင်လာပြီးသွားလို့ရှိရင်ဒီနေရာလေးဒီ password ဆိုတာလေးပေါ့နော်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးတော့လို့ရှိရင်အောက်ကိုနည်းနည်းဆွဲလိုက်ပေါ့နော်ဒီမှာနော်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးမှာကိုထားမဲ့ password ကိုထည့်လိုက်ထားတယ်နော်ဒီနေရာလေးမိတ်ဆွေများ password က6လုံးထည့်မလားဒါမှမဟုတ်4လုံးထည့်မလားဆိုတာကိုဒီနေရာလေးမှာနှိပ်လိုက်ပါနော်နှိပ်ပြီးတော့လို့ရှိရင်နော်ဒီအပေါ်မှာတော့6လုံးဒီအောက်မှာကျတော့4လုံးပါနော်ဒီအောက်ဆုံးဟာကျတော့ကိုအင်္ဂလိပ်စာရေးချင်တယ်ဆိုရင်ဒီအောက်ဟာကိုနှိပ်လိုက်ပါနော်ကျွန်တော်ကဒီနေရာလေးပဲနှိပ်မှာဒါကတော့ကျွန်တော်4လုံးထည့်မှာပါနော်မိတ်ဆွေများကိုထည့်ချင်တဲ့ဟာကိုနှိပ်လိုက်ပါနော်ဒါကျွန်တော်4လုံးထည့်မှာပါနော်ဒီနေရာလေးကိုထားချင်တဲ့ဟာကိုထားလိုက်ပါနော်ပေါ်ဆုံးဟာကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ application အလုံးကိုဒီနေရာလေးမှာပေါ်တာဖြစ်ပါတယ်နော်ဟိုပိတ်မဲ့ application တစ်ခုခုကိုရွေးလိုက်ပါနော်ဘယ် application ကိုပိတ်ချင်တာလဲကိုနော်ဒီတပ်ပုံဆိုတာကိုကျွန်တော်ပိတ်ပြမှာပေါ့နော်ပြန်ထွက်လိုက်ပါနော်ထွက်ပြီးတော့လို့ရှိရင်ခုနကျွန်တော်ပိတ်ထားတဲ့တပ်ပုံလေးပေါ့နော်မိတ်ဆွေများပိတ်ပြီးတော့လို့ရှိရင်ပြန်ဝင်လို့ရှိရင်ဒီလိုမျိုးပေါ်မှာပေါ့နော်ဒီမှာနော်ဆိုရင်တော့ခုနကျွန်တော်ဒီမှာနော်ဒီလိုမျိုးပေါ်တာပေါ့နော်သူတို့ကကိုယ့်ရဲ့ password ကိုမတည်ဘူးဆိုရင်သူတို့ကဝင်ကြည့်လို့မရအောင်ပေါ့နော် password ကိုထည့်ရမှာဖြစ်ပါတော့ခုနထည့်ထားတဲ့ password ကိုပြန်ထည့်လိုက်ပါနော်ထည့်ပြီးတော့လို့ရှိရင်ဒီလိုမျိုးကိုမြင်တွေ့ရမှာဖြစ်ပါရဲ့နော်မိတ်ဆွေများတို့ပြန်ဖွင့်ချင်တယ်ဆိုရင်ခုနအတိုင်းပဲနော်ဒီ setting ထဲမှာပဲပြန်ဝင်လိုက်ပါဒီ password ဆိုတာလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးတော့ရှင်ဒီနေရာလေးမှာပဲတစ်ချက်ပြန်နှိပ်လိုက်ပါနော်ကိုယ့်ရဲ့ password ကိုထည့်လိုက်ပါနော်ထည့်ပြီးတော့လို့ရှင်ကိုကပြန်ဖွင့်မယ်ဆိုရင်ဒီအပေါ်ဆုံးဟာပဲပြန်နှိပ်လိုက်ပါနော်နှိပ်ပြီးတော့လို့ရှင်ဒီမှာနော်ဒီဟာပြန်ဖွင့်မယ်ဆိုရင်ပုံထဲဝင်ကြည့်တဲ့အချိန်မှာနော်တော့ကိုထည့်ဆရာမလိုပဲနဲ့ပေါ့နော်မိတ်ဆွေများတော့ခတ်ထားမယ်ဆိုရင်ဒီလိုမျိုးနှိပ်လိုက်ပေါ့နော်ကိုပိတ်မဲ့ application ကိုရွေးလိုက်ပေါ့နော်ရွေးပြီးတော့လို့ရှင်ရပါပြီနော်ဒီလိုမျိုးပဲနော်ဖုန်းထဲမှာရှိတဲ့ Facebook ကိုတခြားလူတွေကိုမသိအောင်ဘယ်လိုဖွက်ထားတာလဲဆိုတာကိုလည်းကျွန်တော်ပြပေးမှာပေါ့နော်ဒီ setting ထဲမှာပဲခုနအတိုင်းပဲနော်ဒီထဲမှာပဲပြန်ဝင်လိုက်ပါနော်ဝင်ပြီးတော့လို့ရှိရင်ဒီဟာပါနော်ဒီစာကြောင်းပါနော်မိတ်ဆွေများဒီနေရာလေးမှာနှိပ်လို့ရှိရင်ဒီမှာဒီလိုမျိုးပေါ်တာပေါ့နော်မိတ်ဆွေများကိုဖွဲ့မဲ့ application ကိုရွေးရှာလိုက်ပါနော်ကျွန်တော်ခုနကျွန်တော်ပြထားတဲ့ဟာကျ Facebook ပေါ့နော်Facebook ရဲ့ပြီးလို့ရှိရင် Messenger ပေါ့နော်မိတ်ဆွေများဒီထဲမှာပိတ်လို့ရှိရင်အပြင်မှာကျတော့မတွေ့တော့ပါဘူးနော်ပြန်ထွက်လိုက်ဒီမှာနော်ဒီနေရာလေးမှာ Facebook ဆိုတာကိုမမြင်တော့ပါဘူးနော်ကဲမိတ်ဆွေများပြန်ဖွင့်ချင်တယ်ဆိုရင်ခုနလိုမျိုးပဲပေါ့နော်ဒီထဲမှာဝင်လာလိုက်ပါနော်ဒီနေရာလေးပေါ့နော် password ထည့်လိုက်ပါနော်ဒီအောက်ဟာကိုတစ်ချက်ပြန်နှိပ်လိုက်ပါနော်ကဲနှိပ်ပြီးတော့လို့ရှိရင်ဖွက်ထားတဲ့ application ပါနော်ဒီမှာနော်မိတ်ဆွေများပြန်ဖွင့်ချင်တယ်ဆိုရင်ဒီလိုမျိုးပဲနော်ဒီလိုပဲပြန်ဖွင့်လာပါနော်ပြန်ထွက်လိုက်ဒီမှာနော်ဒီနေရာလေးမှာတူပြန်ပေါ်လာမှာပေါ့ဒီနေရာလေးမှာမပေါ်ဘူးဆိုရင်ဒီဘက်ကကြည့်လိုက်ပါနော်ဒီဘက်မှာပြန်ရောက်လာတာဖြစ်ပါတယ်နော်ဒီလိုမျိုးပဲနော်ဒါကတော့တော့ခတ်နည်းပေါ့နော်ဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်ဒီဗီဒီယိုကိုအကျိုးရှိလို့ရှိရင်တခြားလူတွေကိုလည်းတည်အောင်လို့မျှဝေပေးခဲ့ကြပါဦးလို့တောင်းဆိုချင်ပါတယ်